မင်္ဂလာပါ welcome back ပါဒီနေ့ကကြောတော့ဒီချိန်ပိုင်းမဟုတ်ဘဲနဲ့နောက်ထပ်စိတ်ဝင်စားစရာအကြောင်းအရာတစ်ခုနဲ့ပြန်လာတာပါအဲ့ဒါကဘာလဲဆိုတော့မပြောပြခင်မှာအရင်ဦးဆုံး intro လုပ်စရာလေးတစ်ခုရှိပါတယ်အဲ့ဒါဘာလဲဆိုတော့ဒါက sign language ဖြစ်ပါတယ် okay ဒီ sign language ကတင်ယူနေစေကာလပဲအဆင့်ပဲရှိပါသေးတယ်ပေါ့နော်ရန်ကြီးရောမကျွမ်းကျင်နေပါဘူးလေ့လာနေစေအချိန်ကြီးပဲရှိပါသေးတယ် okay ဒီ sign language ကိုဘာကြောင့်မို့လို့စိတ်ဝင်စားခဲ့တာလဲဆိုတဲ့အကြောင်းပြချက်ကြီးကြီးရှိပါတယ်အဲ့ဒါကကိုဘွားရဲ့ဒီ teaching ဘိုင်းကိုအရန်စိတ်ဝင်စားတော့အောင် motivation ပေးနိုင်ဆုံးလူသားတယောက်ရဲ့အကြောင်းဆိုလဲမမှားပါဘူးသူကဘာလဲဆိုတော့ဘာတူလဲဆိုတော့ဒီအထက်တန်းမှာတင်ခဲ့ရမယ်နဲ့တူတယ် Helen Keller ဆိုတဲ့အမျိုးသမီးတယောက်ရဲ့အကြောင်းပေါ့နော်လောက famous person ကြီးပေါ့နော်အဲ့ဒီ Helen Keller ရဲ့အနောက်ွယ်ကသူ့ရဲ့ပဲ့ကန်ရှင်လမ်းပြကျဲလို့လည်းပြောလို့ရတယ် textbook ရဲ့ name အရာဆိုလို့ရှင်နော် Annie Sullivan ဒါပေမဲ့ Annie Sullivan လို့လည်းခေါ်ကြတယ်လို့တချို့က NENNE နဲ့ပေါင်းတာပေါ့နော် Annie Sullivan လို့လည်းခေါ်ကြတယ်ပေါ့နော် okay သူကကိုဘွားရဲ့ဒီ teaching လောကတွေကို teaching လောကထဲဆိုတာထဲဒီ teaching အလုပ်ကိုပါဒီစာတင်ကြားရေးအလုပ်ကိုတင်ကြားရေးဘိုင်းကိုလုံးဝpassionate ဖြစ်သွားအောင်ဒီ motivation အပေးနိုင်ဆုံးလူသားတယောက်လို့ပြောလို့ရတယ်သူ့ရဲ့အကြောင်းပေါ့နော်သူ့ရဲ့အကြောင်းကိုဒီထဲမှာဒီဗီဒီယိုထဲမှာ sharing လုပ်ပေးချင်ပါတယ်ဒါပေမဲ့ဒီဗီဒီယိုက part 1ဖြစ်သွားလိမ့်မယ်အဲ့လိုလဲဆိုအဲ့ဒီအကြောင်းကပြောစရာလေးရမ်းများတဲ့ခါကျတော့ဗီဒီယိုဒီကို part 1 part 2ဆိုပြီးတော့မှအဲ့လိုလေးခွဲထားပေးပါတယ်အဲ့တော့တစ်ပိုင်းကိုတော့Alex 16 minute ဒါမှမဟုတ်ရှင်မိနစ်20လောက်တော့ကြာမြင့်မယ်လို့ခက်မှန်းချေယူဆလို့ရပါတယ်အဲ့တော့သူ့ရဲ့ဘဝဇာတ်ကြောင့်လေးပေါ့နော်ဒီပြောမယ်ဆိုလို့ရှိရင် Helen Keller ရဲ့ဒီမောင်မိုက်နေတဲ့သူ့ရဲ့ဘဝလေးကိုဒီအလင်းအောင်စီကိုခေါ်လာပေးရလူဆိုလဲမမာဘူးပေါ့နော်အဲ့ဒီလိုပဲသူ့ကို Miracle Worker ဆိုပြီးတော့မှတင်စားခဲ့တယ် Mark Twain ကနေပြီးတော့မှကွာလုံးဝ Miracle Worker ဆိုပြီးတော့မှတင်စားထားတယ်ဒါပေမဲ့တော်တော်များများက Helen Keller ကိုယဉ်နီးကြပေမဲ့လို့သူ့ရဲ့ဆရာမဖြစ်သူရဲ့နောက်ကပဲ့ကန်ရှင်ဖြစ်တဲ့သူ Annie Sullivan ရဲ့အကြောင်းကိုတော့နည်းနည်းလူတိနေတယ်လို့ယူဆလို့ရတယ်ပေါ့နော်ဒါပေမဲ့ကိုကကြတော့အရန်စိတ်ဝင်စားပြီးတကားလားဒီ Annie ရဲ့အကြောင်းတေချာလေးဖတ်ဖြစ်တယ်ပေါ့နော်အဲ့မှာလေမထင်မှတ်ထားတဲ့အရာတွေနဲ့လေတွားပြီးဆက်ဆက်နေတာကိုတွေ့ရတယ်အဲ့ဒါကိုကြတော့နောက်ဗီဒီယိုတွေနောက်ပိုင်းနေမှာထည့်ပြီးတော့မှပြောရမယ်ပေါ့နော်ဒီကနောက်ကဏ္ဍတွေမှာလာမှာဆိုတော့ okay ဒီနေ့ part 1အတွက်ကကြတော့ Annie ရဲ့ဖုန်းတော်ပဲကိုပြောရမယ်ဆိုလို့ရှင်သူကလုံးဝ Helen Keller ရဲ့ဒီ teacher တယောက်ရဲ့တာဝန်ထက်ကိုတော့မှတော့ပို့တယ်ကွာပြောမယ်ဆိုဆရာမတယောက်ထက်ကိုတော့မှတော့ပို့တယ်ဒီလုံးဝကွာလေးစားရတယ်ပြီးလို့ရှိရင်အတူယူစရာလည်းအရမ်းများကွာ Helen Keller တို့ရဲ့ကိုလေလုံးဝကွာဘီနာကွာဘဝတက်တန်နဲ့ရှောက်လို့ Helen ဘီနာမှာနေပြီးတော့မှသူအချစ်တိုင်းတေဆုံးတဲ့အထီတောင်မှသူ Helen ဘီနာမှာပဲနေရတာပေါ့နော်ပြီးရင်ဒီ part 1ဒီ Annie ရဲ့အကြောင်းလေးကိုဖတ်တဲ့အချိန်မှာပေါ့နော်ခံစားရတဲ့ feeling တွေရဲ့တိရတဲ့အကြောင်းကွာသူရဲ့ဘဝကနိုင်ခင်လာမဟုတ်ခဲ့တာလေရဲ့ပြီးလို့ရှိရင်ဂျားထဲမှာတော့မဟုတ်ပါဘူးဒီငယ်ရွယ်စဉ်ကလေးနဲ့သူခံစားရခဲ့ရတယ်ဒီ struggle နဲ့လုပ်ခဲ့ရတဲ့အပိုင်းတွေရဲ့အဲ့ဒီမှာသူ့မှာလေပြောမယ်ဆိုလို့ရှိရင်တော့ခံစားနေရတဲ့ဝေဒနာတွေလည်းသူ့မှာရှိနေတာတွေကို
တွေ့ရတယ်ပေါ့နော်လုံးဝဟိုမထင်ထားတဲ့အရာတွေပေါ့နော်ဘာလို့လဲဆိုတော့စဉ်းစားကြည့်ဒီ spine shine လို့ပြောလို့ရတယ်ကွာအဲ့လိုလောက်နီးကလေးကိုသူရအောင်ကင်တွေ့သွားနိုင်တာတော်ရုံစိတ်ရှိမှုနဲ့လည်းမရသလိုတော်ရုံအရေးချင်းနဲ့လည်းမရဘူးဆိုတော့သူ့ရဲ့နောက်ွယ်ရဆက်ကြောင်းမှာတော်တော်စိတ်ဝင်စားစရာကောင်းတယ်ပြီးရင်သူ့ရဲ့ဘဝတစ်လျှောက်လုံးကိုဟဲလင်ဘီနာမှာပဲအချိန်ကုန်သွားတဲ့အခါကျတော့ဒါလုံးဝအရန်ကုန်မယ်ဟိုအားကြစရာပေါ့နော်လေးစားစရာအချက်တွေတွေ့ရတယ်ပေါ့နော်โอเคအဲ့ရောဒီဟဲလင်ဘွားရဲ့မြေရှင်တစ်ဖြစ်လဲအန်နီဆိုလီဗန်ရဲ့အကြောင်းကိုသူငယ်ဘွားကနေစပြီးတော့မှဒီ days ပုံစံမျိုးလေးကို part နဲ့ခွဲပြီးတော့မှပြောပါမယ်ဒါပေမဲ့ဒီဗီဒီယိုကတော့အန်နီဆိုလီဗန်အကြောင်းရဲ့ part 1 ဗီဒီယိုလေးပဲဖြစ်ပါတယ်โอเคတွားရအောင်ပါအဲ့တော့အန်နီဆိုလီဗန်ကိုမွေးတာက1866ခုနှစ်ဧပြီလ14ရက်ပေါ့နော်ဧပြီလ14ရက်ဆိုတော့တက်ဆက်ဆိုင်ကိုလည်းမွေးလာတူနေโอเคသူကိုMassachusetts မှာမွေးတယ်ပေါ့နော် Massachusetts ပြည်နယ်ပေါ့နော်Massachusetts ပြည်နယ်မှာမွေးတယ်ဒါပေမဲ့သူ့ရဲ့မိဘတွေကရွှေ့ပြောင်းလာကြတာအမေရိကကိုပြောင်းလာဘာလို့ဆိုတော့Alabamaဒီအမွေးတော့Alabama မှာနေပြီးတော့မှာပါဒီသူတို့ဘက်မှာဒီအငတ်ဘေးဆိုင်တယ်လို့ပြောလို့ရပါစားနာရိတ်ခါတွေပြတ်တောက်တယ်အိတ်ကာလာမှာသူ့မိဘတွေကနေပါဒီအမေရိကဘက်ကိုပြောင်းရွှေ့လာကြတာမိဘနာပါပေါ့နော်မိဘနာပြောင်းရွှေ့လာကြတယ်မှာတော်လေးကိုမှဖူဝတ်ဖြစ်တဲ့အထက်မှာပါပါတယ်အဲ့တော့သူ့ဘဝရဲ့အန်နီရဲ့ဒီပေါ့နော်ဘဝဆက်ကြောင်ကိုကြည့်လိုက်တဲ့အချိန်မှာသူ့ဘဝရဲ့ဒီခက်ခဲကြမ်းတမ်းမှုကလေအသက်9နှစ်လောက်အရွယ်ကလေးနဲ့သူရဲ့ဒီခက်ခဲကြမ်းတမ်းမှုကအသက်9နှစ်လောက်အရွယ်ကလေးနဲ့စတင်တာကိုတွေ့ရတယ်အဲ့ဒီမှာမှစင်းရဲလို့မိဘနှစ်ပါးရဲ့ပြောမယ်ဆိုလို့ရှိရင်မိဘနှစ်ပါးရဲ့ဆင်းရဲမှုကြောင့်သူကဆင်းရဲတာအိုးသူမွေးထားတာဆိုတော့သူကဆင်းရဲတဲ့ခါမှာအဲ့လိုဆင်းရဲနေတဲ့ဂျာမှာသူက trachoma လို့ခေါ်တယ်ဒီမျက်လုံးမှာဝေဒနာတစ်ခုမျက်လုံးမှာပေါ့နော်မျက်အဲ့သူအခုနကပြောလိုက်တဲ့ trachoma လို့ခေါ်တဲ့ဒီမျက်စိမှာဖြစ်တဲ့ပိုးပေါ့နော်အဲ့ပိုးတစ်မျိုးကြောင့်မို့လို့အင်းရဲ့မျက်လုံးအမြင်အာရုံကမကောင်းလုံးဝမျက်စိကောင်းတဲ့အထက်မှာမပါဘူးပေါ့နော်အင်းဆိုတော့မျက်စိအဲ့မျက်စိကြောင့်မို့လို့လေသူကဒီအချိန်ပြည့်ဒီနာကျင်မှုခံစားနေရတာပေါ့နော်ဒီမျက်လုံးယောဂရှိတယ်ပေါ့အဲ့ဒီဆိုဒီမျက်လုံးကကောင်းတဲ့ထဲမှာမပါဘူးသူမှာမျက်လုံးယောဂရှိတယ်အဲ့လိုပဲတတ်မှတ်လို့ရမယ်အဲ့ဒီမှာမှသူအသက်9နှစ်ကနေသူစတယ်နော်သူရဲ့ဘဝခီလန်ကျန်တဲ့ပုံကအသက်9နှစ်လောက်ကနေစတယ်အဲ့ဒီမျက်လုံးယောဂဖြစ်တယ်အဲ့ဒီမှာမှဒီလိုဆိုးဝါးနေရလောကနာကိုကြမ်းခံနေရတဲ့ဂျာထဲမှာမှသူ attention နဲ့လောက်ရောက်တဲ့အချိန်မှာသူရဲ့မိခင်ဖြစ်သူကအဲ့ခေခါတော့ကဒီ TV ယောဂါတွေကအရန်ကိုမှတော့ကတ်တစ်ခုလုံးဖြစ်နေတဲ့အခါကျတော့အဲ့ဒီ TV ယောဂါနဲ့ကွယ်လွန်သွားအဲ့မှာအဖေဖြစ်တဲ့လူ Thomas ကလည်းပြောမယ်ဆိုလို့ရှိရင်အန်နီမှာမောင်လေးတစ်ယောက်ရှိတယ်ဂျင်မီဆိုတဲ့မောင်လေးတစ်ယောက်ရှိတယ်သူ့အမေကဂျင်မီမွေးတယ်ပေါ့နော်မွေးပြီးတဲ့အခါမှာမောင်မနှစ်ယောက်ဖြစ်လာတယ်အဲ့မှာအမေလုပ်တဲ့သူကဒီအန်နီ attention နဲ့လောက်ပဲရှိသေးတယ် TV ယောဂါနဲ့ဆုံးသွားတဲ့အခါမှာအဖေရဲ့ပြီးရင်အန်နီရဲ့သူ့မောင်လေးရဲ့3ယောက်ပဲကျန်ဒါပေမဲ့အဖေလုပ်တဲ့သူကလုံးဝအချိန်ပြည့်ရတော့တယ်ပြီးရင်မိသားစုကိုရန်ရှာတယ်ပြောမယ်ဆိုနေရာပြည့် domestic abuse လုပ်တဲ့အတူတဲမှာပါတယ်အဲ့ဒီမှာရှာမကျွေးတဲ့အပြင်ဒီသားသမီးနှစ်ယောက်ကိုမကျွေးနိုင်တော့လို့ဆိုပြီးတော့မှသူတို့နှစ်ယောက်ကိုပစ်ထားပြီးတော့မှထွက်သွားလိုက်တာအဲ့ဆိုတော့အန်နီကစဉ်းစားကြည့်လိုက်ဒီငငယ်ရွယ်အချိန်လေးမှာမောင်တယောက်ရဲ့လက်ကိုဆွဲပြီးတော့မှဒီကလေးနှစ်ယောက်ပေါ့နော်ကလေးတက်တာအရွယ်နှစ်ယောက်မျက်စိတငယ်နားတငယ်နဲ့ကွာဘလူနေရမယ်ဆိုတာစဉ်းစားကြည့်လိုက်တော့အဲ့ဒါနဲ့သူတို့ကသူပြောမယ်ဆိုလို့ရှိရင်တော့ပတ်ဝန်းကျင်ကနေပြီးတော့မှဒီလူငယ်ကလေးနှစ်ယောက်ကိုပေါ့နော်ဒီအန်နီနဲ့တူရဲ့မောင်လေးနဲ့ကိုဘာလုပ်လိုက်တယ်လဲဆိုလို့ရှိရင်ဒီသူတို့ရှိမှာကTewksbury လို့ခေါ်တယ်ကွာ Amherst ပုံစံမျိုးရှိအဲ့မှာတော့ဒီဟိုအိမ်မဲရမဲတွေပြီးလို့ရှိရင်လူစင်းရဲတွေကိုထားတဲ့ဒီမြန်မာလိုအသုံးလုံးဆိုရင်ဒီလိုကတန်းလျားပုံစံမျိုးပေါ့နော်အဲ့လိုမျိုးအဆောက်အဦရှိအဲ့အဆောက်အဦမှာသူတို့မောင်နှမယောက်ကိုတွားထားပေးလိုက်တာထားပေးလိုက်တဲ့အချိန်မှာအဲ့နေရာကလည်းလုံးဝကဒီပြောမယ်ဆိုလို့ရှိရင်ဒီ homeless တွေနေတဲ့နေရာပြီးလို့ရှိရင်ကွာတိုက်ရှင်တိုင်ရမှုမရှိတဲ့အခါကျတော့အဲ့နေရာကြီးကိုကလည်းယောဂတွေကအရန်ထူတာပြီးရင်ကြွက်တရားလဲပေါ်ရီတယ်ပြီးပိုးမွားတွေပေါ့နော်ဒီ virus တွေဖြစ်စေရဲ့ပိုးမွားတွေကအရန်ပေါ်တဲ့အခါကျတော့အန်နီကတော့ဒီမျက်လုံးယောဂရှိတယ်ထားလိုက်တော့သူ့မောင်လေးကအရန်ငယ်တဲ့အခါကျတော့ဒီတန်းတွေကိုခံနိုင်ရင်မရှိဘူးခံနိုင်ရင်မရှိတဲ့အခါကျတော့အဲ့နေရာကိုရောက်ပြီးတိတ်မကြအောင်သူ့မောင်လေးဂျမီလည်းပဲလူလောကရန်နေထွက်ခွာတော့အဲ့ဒါဆိုတော့
အဖေကလေမောင်မနေရဆိုလို့စမစ်သွားတယ်ဟောဘီနာမရှိရဲ့မောင်လေးရလေရောက်ပြီးမကြောက်ဘူးပဲဒီအကြောင်းမျိုးကြောင့်ယောဂတွေကြောင့်မို့လို့ကုသခံရပြီးတော့မှတိမ်မသွားခဲ့ရတယ်အဲ့ဒါဆိုသူ့ရဲ့ဘဝကလုံးဝတက်ရောက်တယ်ပဲသူဖြစ်သွားတယ်အဲ့ဒီမှာလေသူကလေသူ့မောင်လေးရဲ့အကြောင်းသူပြောပြထားကြရဆိုလို့ရှိရင်သူ့မောင်လေးရဲ့အကြောင်းသူ့ဘဝတစ်လျှောက်လုံးမှာသူမေ့လို့မရမျက်စိထဲမှာလုံးဝမျက်စိထဲမှာရောသူ့ရဲ့အာယုံထဲမှာသူ့ရဲ့အုံနောက်ထဲမှာရောသူ့မောင်လေးရဲ့ပုံရိပ်တွေတတတူရှိမှာကြံနေခဲ့တာပေါ့နော်ငယ်တဲ့အခါကျတော့သူ့ရဲ့ life မှာဒီ trigger ဖြစ်သွားတဲ့အပိုင်းကတော်တော်ကြီးကိုမှစိုးရသွားတယ်လို့ပြောလို့ရတဲ့အထက်မှာပါတယ်သူ့ဘဝတစ်လျှောက်လုံးမှာသူ့ရဲ့မောင်ကိုသူမေ့လို့မရဘူးတဲ့သူကလို့ပြောထားတယ်။ Okay အဲ့တော့သူဒီပြောမယ်ဆိုရှင်တော့ဒီ Tekpuri မှာသူနေတဲ့အခါမှာသူပြောမယ်ဆိုရှင်တော့လေအန်နီကလေအရန်ကိုမှဒီစိတ်သက်ခိုင်မာတဲ့အထက်မှာပါတယ်ကွာသူဒီဆင်းရဲတဲ့တန်ကြီးသူလုံးဝမခံချင်တဲ့ခါကျတော့ဒီဆင်းရဲဘဝကနေလွတ်မြောက်ဖို့အတွက်ကသူမှတနည်းပဲရှိအဲ့တနည်းရပါလေဆိုသူပညာတတ်မှဖြစ်မယ်ပညာရေးရပဲသူ့ကိုဒီဆင်းရဲတဲ့ကနေလွတ်မြောက်အောင်လုပ်မယ်ဆိုပြီးတော့မှသူ့ရဲ့ခေါင်းထဲမှာအဲ့အချက်ကဆွဲနေတာဘာလို့လဲဆိုအဲ့ဒီရဲ့ပညာရေးနဲ့ပတ်သက်ပြီးတော့မှအသွေးဝင်လာရတာလည်းပါလဲဆိုတော့သူကလေအဲ့ဒီတန်ရမှာနေပြီးတော့မှသူများခိုင်းနေတောက်တော့မယ်ရအလုပ်လေးသူကလုပ်နေရင်းနဲ့တရက်မှာအဲ့အိမ်တိမ်မှာတန်ရှင်းလုံးနေရင်းနဲ့ပေါ့နော်သူဒီပြောမယ်ဆိုလို့ရှိရင်အဲ့ဒီမှာရှိရဲပေါ့နည်းနည်းဟိုအဲ့ဒီခေတ်ခါလေးနဲ့လဲဝပဲရှိရဲပေါ့နော်စာသပိတက်ပေါ့အဲ့လိုမျိုးလူတွေစီကနေတစင်သူကအဲ့လိုတောက်တော့မရလေးလုံနေရင်းနဲ့သူကတဖြည်းဖြည်းနဲ့ဒီစင်းရဲမှုကနေသူလွတ်ဖို့ဆိုလို့ရှိရင်သူပြန်တတ်မှဖြစ်မယ်ဆိုတဲ့အချက်ကိုသူကလေ့လာတင်ခဲ့ဘာလို့ဆိုတော့အရင် passionate ဖြစ်တဲ့လူစားမျိုးဖြစ်လာတယ်ကွာအဲ့ဒီစိတ်တော်တော် strong ဖြစ်တယ်ပြီးရင်သူလွတ်မြောက်ရမယ့်နေလမ်းကိုသူရှာတွေ့သွားတယ်ပေါ့နော်ဒါပေမဲ့အဲ့ဒီစိတ်ကရှိနေပြီမဲ့သူအရင်ငယ်တည်းရဲ့ခါတော့မစွမ်းနိုင်ဘူးဒီနေရာကနေသူလွတ်မြောက်ဖို့နေလမ်းကိုသူဘောင်းလုံးလူရှာနေဘယ်လိုလုပ်ရမလဲပေါ့နော်သူမှပြောမယ်ဆိုကလေးကငယ်တည်းရဲ့ခါအဲ့ဒီတော်တော်ငယ်တည်းတာငယ်တည်းရဲ့ခါဆိုသူဘယ်လိုသူထွက်သွားရမလဲဆိုတဲ့အချက်ကိုသူရှာလို့မတွေ့နီလန်းလန်းစာတော့မတွေ့ဘူးဖြစ်နေရဲ့အဲ့မှာဖြစ်ကျင်တော့တရက်ကြတော့ဒီ1880လောက်မှာရောက်တဲ့အခါမှာဒီအလုပ်ယုံနေရဲ့အခြေအနေကိုကြီးကြပ်ရေးမှုပေါ့နော်ကြီးကြပ်ရေးမှုနဲ့အတူတူအဲ့ committee ဖွဲ့ဝင်တွေကလာပြီးတော့မှစစ်ဆေးတဲ့အချိန်မှာအဲ့ဒီလိုလက်စစ်ဆေးမဲ့အကြောင်းကိုအန်နီကကြိုတီးထားတယ်ဘယ်လိုကြိုတီးရလဲဆိုရင်သူတောက်တုံမဲ့ရလုံနေတဲ့လူတွေစီကနေတစ်စက်ဒီ information ကိုကြားတော့သူဒီညာနေရုံထွက်ဖို့ဆိုလို့ရှိရင်အဲ့လိုအဖွဲ့အစည်းတွေလာမှပဲသူဒီမန်လုံးမရမယ်ဆိုတဲ့အတွေ့သူတိသွားတဲ့ခါကျတော့သူ့ရဲ့ခေါင်းထဲမှာတော့အကြံစီရှိနေပြီအချိန်မှာဖြစ်ချင်တော့အဲ့အချိန်မှာဒီသူစောင့်နေတဲ့ရက်ကိုရောက်လာတယ်ပေါ့နော်ရောက်လာတဲ့ခါမှာအဲ့ကော်မရှင်အဖွဲ့ကလာတဲ့ခါမှာအဲ့ကော်မရှင်ရဲ့အနောက်ကနေသူအဲ့ကော်မရှင်အဖွဲ့ကကွာလိုက်စစ်ဆေးမှာပေါ့စစ်ဆေးဝင်နေဆိုတဲ့ခါကျဟာစစ်ဆေးလာပြီပေါ့အဲ့မှာသူကနေရာတကာလိုက်စစ်ဆေးရဲ့အချိန်မှာအန်နီကလည်းသူတို့နောက်ကနေဟိုပြောမယ်ဆိုလို့ရှိရင်တော့တက်ရောမဟုတ်ပြီမယ်နောက်ကနေကောက်လိုက်တာပေါ့နော်အဲ့အဖွဲနောက်မနေ့ပိုင်းကနေစာနေလေးပိုင်းတောက်လျှောက်ကမနာတဲ့သူကအဲ့အဖွဲကနေတနေ့ကုန်လိုက်လာတယ်လိုက်ပြီးတော့မှအဲ့မှာကော်မရှင်ထဲမှာသူနည်းနည်းလေးဟိုမျက်စိကျသွားတယ်သူပေါ့နော်မျက်စိကျသွားတယ်သူစိတ်ထဲမှာနည်းနည်းဟိုအကြီးကဲဟိုပြောရေးဆိုခွင့်ရှိတဲ့လူပေါ့နော်အဲ့လိုထင်မြင်တဲ့လူနောက်သူချင်းကပ်ပြီးတော့မှသူတောင်းတက်ချင်တယ်ဆိုပြီးတော့မှသူတောင်းဆိုခဲ့အဲ့ဒီတော့ဒီတောင်းဆိုမှုကသူ့အတွက်ကိုသူ့ဘဝတစ်ခုလုံးကိုပြောင်းလဲစေမယ်အခွင့်အရေးတစ်ခုဖြစ်ခဲ့တယ်ဆိုရင်လည်းမမအောင်ပေါ့နော်ဒီတောင်းဆိုမှုကပဲသူ့ရဲ့ဒီလိုအရေးစွန့်ပြီးတော့မှသွားပြီးတောင်းဆိုလိုက်တဲ့အချက်ကသူ့ရဲ့ဘဝတစ်ခုလုံးကိုပြောင်းလဲသွားစေခဲ့အဲ့ဒီလိုနဲ့သူက1880အောက်တိုဘာလမှာသူအတက်က14နှစ်ရှိသွားပြီအဲ့အသက်14နှစ်မှာအဲ့ချိန်မှာအန်နီကဘယ်ကိုရောက်သွားတယ်လဲဆိုလို့ရှိရင် Parkin School for the Blind ပေါ့နော်ရင်းနှီးပြီးတာ Helen Keller ဖတ်ခဲ့တဲ့သူတွေဆိုလို့ရှိရင်အဲ့အကြောင်းတော့ကိုရင်းနှီးပြီးတာဖြစ်နေမယ်အဲ့ Parkin School ကိုသူရောက်သွားတယ်ဘာလို့သူ့ကိုအဲ့လိုပို့လိုက်ရတာလဲဆိုတော့ခါကြောလေအရှိမပြောပြပြီးတဲ့အတိုင်းအန်နီကမျက်လုံးမကောင်းသူရဲ့မျက်လုံးမကောင်းတာကသူကလေလုံးကြီးမြင်နေရတာမျိုးမဟုတ်ဘူးသူ့ရဲ့အမြင်တွေကနည်းနည်းဝေဝါးပြီးတော့မှအဲ့လိုမျိုးဖြစ်နေတဲ့အထက်မှာပါအဲ့ဒါဆိုတော့သူ့ကိုဒီ blind school ကိုသူပို့လိုက်တယ်ပေါ့နော် Parkin School for the Blind ပေါ့နော်အဲ့ဒီတောင်းကိုသူ့ကိုဟိုပို့လိုက်တယ်ဆိုတာထက်ကသူအဲ့အကြောင်းမှာသူတက်ရောက်ခွင့်ရသွားတယ်ပေါ့နော်ဒါပေမဲ့သူအဲ့ဒီအကြောင်းကိုရောက်သွားတဲ့အချိန်မှာသူရဲ့အသက်က14နှစ်ရှိနေပြီလေ14နှစ်ရှိရပြီးလို့ရှိရင်သူ့မှာကဒီ education background သူ့မှာမရှိဘူးစာလဲသူမတင်ခဲ့အောင်မိဘဓမ္မနဲ့နေတဲ့အချိန်မှာသူစာလဲမတင်ခဲ့ရတဲ့ခါမှာအဲ့ဒီကြောင်စားတက်တာနဲ့သူ့ရဲ့ဘဝရဲ့ရုပ်ပြည့်ကြီးပြောင်းလဲသွားတာမျိုးမဟုတ်ဘူးတိုးတက်သွားတာမျိုးမဟုတ်ဘူးသူအခက်ခဲပေါင်းများစွာသူရင်ဆိုင်ရတယ်ကျောင်းကလည်းတစ်ခါမှလည်းမတက်ဘူးပြီးလို့ရှိရင်
သူ့မှာကဒီအခြေခံလူမှုကျင့်ဝတ်တွေသူမတင်ခဲ့ရတော့သူမတိဘူးဒီလူကျင့်ဝတ်တွေသူမတိဘူးနည်းနည်းဇရိုက်တွေနည်းနည်းစိုးတဲ့အထဲမှာပါနေရပေါ့နော်အဲ့လိုပါနေဇရိုက်လေးနည်းနည်းကျန်းတဲ့အထဲမှာပါတော့သူ့ကိုအဲ့ဒီတောင်းမှာရှိတဲ့တခြားတောင်းသူတွေကနေပြီးတော့မှအခုခေတ်ရဆိုလို့ရှိရင်နော်ဘူလင်းလုပ်တယ်လို့ခေါ်လို့ရတယ်လောင်ပြောင်တယောပြီးတော့မှသူ့ကိုလှောင်ကြတယ်ပေါ့နော်လောင်ကြတဲ့ခါကျတော့အန်နီရဲ့ဘဝကလည်းဒီဘကင်ကျောင်းတော်ကြီးကိုရောက်သွားတဲ့အချိန်မှာတောင်းမှဘန်ကင်လန်ဟုတ်မနေသေးသူ့ရဲ့ဘဝအဲ့လိုပေါ့နော်ဒါကနောက်ထပ်တစ်စစ်ချို့ပေါ့နော်ရှေ့ကသူမိဘတွေဆုံးပါသွားပြီးဒီဟိုအလုပ်သမားတွေနေထိုင်တဲ့နေရာကိုရောက်တယ်အခုသူဘကင်ကျောင်းတော်ကိုရောက်တယ်သူဘဝအချိန်ကြီးနောက်ထပ်တစ်ဆင့်ပြန်ရောက်သွားတယ်အဲ့ဒီမှာဒီလိုမျိုးသူလောင်ပြောင်တရောခံနေရတဲ့အခါမှာလေပြောမယ်ဆိုလို့ရှိရင်လူသားတယောက်အနေနဲ့တွေ့ရှက်တယ်လေရှက်တဲ့ခါကျတော့ပြီးရင်သူ့မှာဒီအခြေခံကွာလူမှုကျင့်ဝတ်တွေသူမတင်ခဲ့ရတဲ့ခါကျတော့ဘယ်လိုတုံ့ပြန်ရမလဲဆိုတော့လေသူနားမလဲဘူးနားမလဲတော့သူကလည်းအမြဲတမ်းဒီဒေါရတကြီးနဲ့တုံ့ပြန်နေရှိရပေါ့နော်ပြီးရင်ဒေါရတကြီးနဲ့တုံ့ပြန်တော့သူ့ကိုကျောင်းကနေအချင်းချင်းဝန်နေပေးကျောင်းကပေးရဲ့အတိအကျလဲသူကခံရတစ်ခါတလေကြောက်တော့အဲကျောင်းကဒီကျောင်းစီကန်းတွေကိုလည်းသူက challenge ကလုပ်လိုက်တည်တယ်အဲ့လိုမျိုးပေါ့နော်သူဟိုကောင်းမှာခဆူဆူမင်းကလေးတယောက်ပေါ့နော်အဲ့လိုပုံစံမျိုးဖြစ်နေရဲ့အဲ့ဒါနဲ့အဲ့ဒီဖခင်ကျောင်းရဲ့ကျောင်းအုပ်ကြီးပေါ့နော်မိုက်ကယ်Inagros ကနေပြီးတော့မှဒီကလေးမလေးကိုလေ Miss Spitfire ပေါ့မြန်မာမှုပြလိုက်ရှင်ဒေါ်ရာအိုလေးဒေါ်ရာအိုလေးဆိုမှဒီကလေးမလေးကိုနာမည်ပေးထားတယ်ကင်မွတ်တာ nickname ပေးထားတယ်ပေါ့နော်အဲ့ဒီမှာဒီမျက်စိနဲ့ပတ်သက်တဲ့ operation ပေါင်းများစွာကိုအဲ့ဒီကျောင်းမှာနေတဲ့အချိန်မှာပြောမယ်ဆိုလို့ရှင်တော့ Helen ကိုကုပေးကြတယ်ဟော sorry Helen တော့ဖြစ်ကုန် Annie ကိုကုပေးကြတယ်ပေါ့နော်ဒီမျက်စိနဲ့ပတ်သက်တဲ့ operation ပေါင်းများစွာသူလုပ်ခဲ့ရတယ်လုပ်ခဲ့ရတဲ့အချိန်မှာနောက်ဆုံးသူ့ရဲ့ဒီအမြင်အာယုံကနေပြီးတော့မှကွာစာနည်းနည်းဟိုဖတ်နိုင်လောက်တဲ့အထိအဆောင်ကတော့လုံးဝမမြင်ရဝတ္တဝတ္တအမျိုးပုံစံမျိုးတွေပဲသူမြင်ရတယ်ပေါ့နော်အဲ့ဒါဆိုတော့ဒီ operation ပေါင်းများစွာလုပ်ပြီးတဲ့အချိန်မှာဒီစာဖတ်နိုင်လာတယ်ပေါ့နော်အဲ့အတိုင်းတာတစ်ခုထိသူရောက်ရှိခဲ့တယ်အဲ့ဒီမှာနောက်ထပ်ထူထားတဲ့တစ်ချက်တစ်ခုရှိသေးအဲ့ဒါဘာလဲဆိုတော့အဲ့ဒီကြောင်းမှာပဲ blind မျက်စိမမြင်ဘူးလို့ရှိရင်ဒီ deaf ဖြစ်နေတယ်နောက်မကြားတယ် Laura Bridgman နဲ့တူအမှစပြီးတော့မှတွေ့အန်နီကို teaching လောကတဲ့ကိုရောက်အောင်ခေါ်လာမဲ့လူတစ်ယောက်ဆိုရင်လည်းမမောင်း Laura Bridgman ကအန်နီရဲ့ဘဝရဲ့ပထမဦးဆုံးဟိုပြောမယ်ဆိုလို့ရှိရင်တော့သူ့ပထမဦးဆုံးဒီလောကကြီးရဲ့အကြောင်းကိုစတင်ပေးမဲ့လူပေါ့နော်ဘာလို့ဆိုတော့အရှိဘက်မှာတော့တခြားလူတွေတက်ရမှာမဟုတ်ဘူးလေဒီ Laura Bridgman နဲ့မှာတော့တူတူချစ်ချတွတ်တက်တကယ်ကလေ Laura Bridgman ကလည်းအဲ့လောက်ထိတဘောကောင်းတဲ့လူတော့ဟုတ်မနေဘူး Laura Bridgman တော်တော်လေးအပေါက်ဆိုးတဲ့အထဲမှာပါတယ်ပြီးရင်သူကအချိန်လေးတောက်ပြောနေတဲ့အထဲမှာပါတယ်ဒါပေမဲ့လည်းအန်နီကထူးထူးခြားခြားသူ့နဲ့တော့သူ့ဆိုတော့တီးခန့်တဲ့အချိန်မှာအဲ့ဟိုတီးခန့်နေဆိုမှလည်းဟိုပေါ့ဒီဝုန်းဆိုပြီးတော့မှတော့မရဘူးလေအခုတွေ့အခုတင်ပေးရမျိုးတော့မဟုတ်ဘူးเนาะနည်းနည်းလေးအချိန်တိုင်းတာတစ်ခုလောက်ထိကြာသွားတဲ့အချိန်မှာဒီ Laura ကနေပြီးတော့မှအန်နီကိုပညာတစ်ခုတင်ပေးအဲ့ဒါကဘာလဲဆိုရင် finger spelling လို့ခေါ်တဲ့ဒီလက်ချောင်းမျိုးအသုံးပြုပြီးရတယ်အသုံးပြုပြီးတင်စလုံးပေါင်းရတဲ့နီကို finger spelling ကို Laura Bridgman ကနေပြီးတော့မှ Annie Sullivan ကိုစပြီးတော့မှတင်ပေးတယ်အဲ့ဒီကနေတင်ကြရေးစားတာပေါ့နော်အဲ့တော့ဒီအချက်ကပဲဒီ finger spelling ကပဲနောက်တစ်ချိန်မှာ Annie အတွက်တစုံတစ်ယောက်ကိုတင်ကြပေးရမယ်အခြေခံကြဆုံး weapon တစ်ခုဖြစ်လာတယ်လို့လည်းပြောလို့ရ Okay ဒါက Laura Bridgman နဲ့စားတွေ့ပြီသူ့ဘဝရဲ့ပထမဦးဆုံးတော့သူ့ကိုဒီလင်းအောင်စပြီးယူဆောင်လာပြီးတဲ့သူ Laura Bridgman ပေါ့နော်အဲ့ရောအရှိမပြောထားတယ် Annie ကတော်တော်လေး strong ဖြစ်တယ်ပြီးရင်သူကဟိုဘယ်လိုပြောမလဲဆိုရင်တနေရာထဲမှာရက်တန့်နေတတ်တဲ့လူစားမျိုးမဟုတ်ဘူးဒီတစ်ခုတက်မြောက်သွားလို့လုံလောက်ပြီဆိုပြီးတော့မှရက်တန့်နေစားလူစားမျိုးလည်းမဟုတ်ဘူးပြီးရင်တော်တော်လေး passionate ဖြစ်တဲ့အတွက်ကြောင့်မို့လို့ဟို bright ဖြစ်တယ်လို့ပြောလို့ရမလားပေါ့တော်တော်လေးထက်တဲ့ထဲမှာပါတယ် Annie ကလေတော်တော်လေးထက်တဲ့ထဲမှာပါတဲ့ခါကျစဉ်းစားကြည့်သူအသက်ဒီတော့14နှစ်လောက်မှသူကြောင်းတက်ရတဲ့ချိန်မှာကွာသူများကြီးတက်ကိုတော်နောက်ကျနေပြီလို့ပြောလို့ရတယ်ဟိုသူများတွေဒီကြောင်းတက်တဲ့အထက်ရွယ်နဲ့စားလို့ရှိရင်Annie ကနောက်ကျနေပြီလို့ပြောလို့ရတယ်ဒါပေမဲ့သူကဒီအတိုင်းတာသတ်မှတ်ထားတဲ့အတိုင်းတာအတွင်းမှာသူကလေအလင်းမြန်တိုးတက်လာတာကိုမြင်ရတယ်တွေ့ရတယ်စားရတဲ့စင်တီးရတယ်ပေါ့နော်ပြီးရင်1886အဲ့အချိန်မှာသူကတန်းထဲမှာအတော်ဆုံးကြောင်းလူဖြစ်ခဲ့
အတော်ဆုံးကျောင်းတို့အဖြစ်ခန့်ချင်းခံရတယ်အဲ့ဒီမှာဟယ်ပြောမယ်ဆိုလို့ရှိရင်တော့ဒီ NED ကျောင်းကိုရောက်လာပြီးတဲ့နောက်ပိုင်းမှာပေါ့နော်ဒီသူအခက်ခဲတဲ့သူရင်ဆိုင်ကြော်လွားတယ်ပြီးလို့ရှိရင်သူရဲ့ဒီ passionate ဖြစ်မှုတွေကြောင့်မို့လို့သူဒီကျောင်းမှာပဲသူဘွဲတစ်ခုသူရပါတယ်အဲ့ဒီဘွဲနေမှာတော့မှသူကအများကြီးပေါ့နော်သူ main ခွန်းနေသူ speech တွေပြောတယ်ပေါ့နော်ပြောတဲ့အချိန်မှာယူရိုတီထားတဲ့အတိုင်းပဲဒီကျောင်းဦးကြီးကနေသူ့ကို assign လုပ်တဲ့တာဝန်တစ်ခုပေါ်လာတယ်အဲ့ဒီတာဝန်က Alabama မှာရှိရဲတဲ့ဒီ Calamita Zoo မှာရှိနေတမင်းငယ်လေးမျက်စိလည်းမမြင်ဘူးနားလည်းမကြောက်အဲ့ဒီတမင်းငယ်လေးအတွက်ကိုဆ iam မတယောက်ရချင်ပါတယ်ဆိုတဲ့အကြောင်းကြားစာကိုသူတို့ရဲ့ကျောင်းဦးကြီးကနေပြီးတော့မှလက်ခံရရှိလိုက်တယ်လက်ခံရရှိလိုက်တဲ့အချိန်မှာအဲ့ဒီကျောင်းမှာရှိနေတဲ့ institute မှာရှိနေတဲ့ teachers တွေကြားထဲမှာဒီ Annex Nose ကနေပြီးတော့မှဒီ Annie ရဲ့အရေးချင်းကိုကောင်းကောင်းသိထားတယ် Annie သူဒီကျောင်းရောက်ခရဲနဲ့သူဘလို့စူးစမ်းတယ်လဲဆိုတာတွေအကုန်လုံးကိုအစင်းစင်ထားအစင်းစင်ပေါ့နော်အဲ့ဒါတွေအကုန်လုံးကိုသိထားတယ်ကျောင်းကြီးအနေနဲ့အခုမှအသက်20ပဲရှိသေးတဲ့ Annie ကို Alabama ကိုစေလို့တော့ပဲဒီ Annie ကို sorry Helen ဆိုတဲ့ကလေးမလေးကိုပညာတင်ကြားပေးဖို့အတွက်ကိုမင်းကတာအတင်းတော်ဆိုမင်းမတာမဟုတ်ရင်တခြားလူတွေမလုံနိုင်ဘူးဆိုပြီးတော့မှစကလုံးတွေနဲ့ချုပ်နော်တကလားAnnie ကို Alabama ကိုစေလို့ဖို့သူကြိုးစားတယ်အဲ့ဒီချိန်မှာစဉ်းစားကြည့် Annie ကြုံနေရတဲ့ Annie ရဲ့ဒီလောကထဲမှာကွာတွေးကြုံနေရတဲ့အရာတွေကအခုပြင်ပလောကမှာနဲ့စပြီးထိတွေ့ရမယ့်အခါကျတော့သူပြောမယ်ဆိုလို့ရှိရင် Annie အနေနဲ့ကွာစိတ်လှုပ်ရှားတယ်သူ့ရဲ့ရင်ထဲမှာစိုးရင်ပူပန်မှုတွေရှိတယ်နောက်တစ်ခု fear တွေရှိရကွာဘာလို့လဲဆိုတော့ဒီ Tuscany ရောက်သူတွားရတော့မယ်ပေါ့နော်သူခေါင်းငိမ့်လိုက်တဲ့အချိန်မှာနောက်တစ်ခုရှိတာတော့ဒီ challenge လုပ်ရတာတွေအတွက်ကြိုက်တယ်လေใช่တဲ့ခါကျတော့သူလက်တော့လက်ခံလိုက်တယ်ဒါပေမဲ့သူဒီကလေးတယောက်ကိုသူဘယ်လိုကင်တွယ်ရမလဲဆိုတဲ့အတွေးတွေอ่ะလေဟိုအပြင်မှာတော့သူကခံကြတယ်ကွာဒါပေမဲ့စိတ်ထဲမှာတော့နည်းနည်း worry တွေရှိရယ်ပြင်ဘယ်လိုလုပ်ရမလဲဆိုတဲ့အကြောင်းအရာတွေဒီပေါ့နော်ဟိုဒီကလေးတယောက်ကိုသူဘယ်လိုကင်တွယ်ရမလဲဆိုတဲ့အကြောင်းအရာသူ့ရဲ့ခေါင်းထဲမှာသူပြည့်ညတော့အိတ်လို့မရဘူးလို့ဆိုပဲသူအဲ့လိုမျိုးအချိန်မြေဒီအကြောင်းပဲသူတွေးနေဒါပေမဲ့လေသူချက်ချင်းလက်ခံလိုက်ရမဟုတ်အဲ့လိုလူချင်းရုံးမဲ့သူစဉ်းစားအောင်မယ်ဆိုပြီးတော့မှနောက်မှဒီကျောင်းဦးကျန်နေမှာတတိတိသူပြောတဲ့အခါမှာကြာမှသူဒီโอเคသူလက်ခံမယ်ဆိုပြီးတော့မှသူလက်ခံလိုက်တယ်အဲ့လက်ခံလိုက်တဲ့ချိန်မှာပဲနောက်ထပ်အပိုင်းဖြစ်တဲ့ part 2မှာဒီ Annie Sullivan ရဲ့ဘလို့လူမျိုးနဲ့တွေ့ရမှာလဲဘလို့ကလေးဘလို့ကျောင်းသားမျိုးစားနဲ့သူတွေ့ရမှာလဲဆိုတဲ့အကြောင်းအရာရဲ့ Helen အနေနဲ့တဲ့ဒီသူ့ဆရာမဖြစ်လာမယ် Annie နဲ့ဘလို့ miracle ဖန်တီးကြမလဲဆိုတာကိုတော့ဖတ်သူမရောက်မှပြန်ပြီးတော့မှပြောပြပေးပါမယ်အဲ့ဒီဖတ်သူမှာစိတ်ဝင်စားစရာကောင်းတဲ့ပထမဦးဆုံးတော့စလုံးဖြစ်တဲ့ water ဆိုတဲ့စကားလုံးကဖတ်သူပဲရောက်တဲ့အခါမှာတွားပြီးတော့မှဒါကတော့လုံးဝတွိုင်းဝင်တဲ့စကားလုံးပေါ့နော် Helen ရဲ့ဘဝမှာပထမဦးဆုံးစာထွက်တဲ့စကားလုံးဖြစ်တဲ့ water ကိုကဖတ်သူရောက်မှတွားပြီးတော့မှရှင်းပြပါမယ်နောက်ဗီဒီယိုမှာပြန်တွေ့ပါမယ် bye bye